哎妈，ဘာဖြစ်လို့လဲအဆင်ပြေရလား ဒီမှာလေဒီလို message ကြဝင်တာဘယ်လိုလုပ်อ่ะ ဒါကလင်းနဲ့ message တွေပဲမိမရဲ့ဘယ်တော့မှဒီလိုလင့်နေတော့မဝင်ရအောင်ဘန်ကနေ message ပို့လို့ရှိရင်တရားဝင်ဖုန်းနံပါတ်တွေ application တွေဟာပဲစာပို့တာဆိုတော့အသေးကြရင်ဘန်အောင်ဖုန်းဆက်မေးပြီးတော့စစ်ဆေးကြည့်လိုက်တာအကောင်းဆုံးပဲ